ဒိုးရင်သွေးလေးရဒီတခါပြောပြမဲ့ပုံပြင်လေးရဲ့နံနာကတော့ဘန်ဒီနဲ့ဘတ်တလီပဲချူပါရနော်ဘန်ဒီကလက်ပြားတွေနဲ့ကစားရတာကိုအယမ်းကြိုက်တယ်ပြီးတော့ငှက်တွေနဲ့ရောပေါ့သူမကစက်ကူလေးနဲ့ကစားရတာကိုလည်းကြိုက်တယ်သူမကတဲအိမ်လေးတွေစောက်ရတာကိုလည်းအယမ်းကြိုက်တယ်ဘန်ဒီအိမ်ကိုပြန်ရောက်တော့သူ့အမေကသူ့ကိုတိုင်ချင်းရဲ့လူဖို့ပြောတယ်ဒါပေမဲ့သူကငင်းဆန်လိုက်တယ်သမီးစက်ပြားတွေကိုမုန်းတယ်လို့သူကအော်လိုက်တယ်။တညမှာသူအိမ်မက်တစ်ခုမှတ်တယ်။ပိုးမွားတွေကသူ့ရဲ့ရဲတိုက်ပတ်လည်မှာရှိနေပြီးသူ့ကိုတိုက်ခိုက်နေကြတယ်။ဘန်ဒီကိုပိုးမွားတွေကလိုက်ဖမ်းနေတယ်။သူကအသက်လူပြီးပြေးရင်ကဲပါကြို့အော်လိုက်တယ်။ရုတ်တရက်စက်ပြားပြင်းဗဒလီပေါ်လာတယ်။ဘန်ဒီမကြောက်နဲ့လို့သူကပြောတယ်။ပိုးမွားတွေကိုတွားတိုက်ခိုက်လိုက်လို့စက်ပြားပြင်းကသူ့ရဲ့ပူပေါင်းစစ်သည်တွေကိုအမိန့်ပေးလိုက်တယ်။ပူပေါင်းစစ်သည်တွေကပိုးမွားတွေကိုလိုက်ပြီးမောင်းထုတ်လိုက်တယ်။ဒီရက်ပိုင်းတွေမှာတော့ဘန်ဒီကစက်ပြားသုံးရတာကိုကြိုက်လာပြီးတော့သူတန်ရှင်းသွားအောင်ပွတ်တိုက်ပြီးတိုက်ချွတ်ပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ပုံမြင်လေးကိုအဆောင်ထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်နော်။ဒိုးရင်သွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်။